ရင်ဒူရိယာလူလင်အရွယ်အားဖြင့်တော့ငယ်ကပင်ဖြူတော်ကြီးမို့ရှူတိုင်းရင်ဟိုးအရင်ဒူရိယာလူလင်အရွယ်အားဖြင့်တော့ငယ်ကပင်နုတော်ကြီးမို့ရှူတိုင်းရင်အဲ့ဒီတော့ငါပေါ်ဗျာသူကလေးနဲ့တွေ့ကြရာတွင်မမိတာပင်ကျွန်တော်စိတ်ထဲတွင်နေတိုင်းပင်ချုံမျက်နှာလေးငယ်မပြုံးမဲနဲ့ရဲသွမ်းသွေးမို့တွင်ပြင်းယူပါမဲပမာဆိုရင်အဲ့ဒီသူကလေးခုလဲတွေ့မမြင်မျောလျက်သာပင်ဒူရိယာလူလဲခင်မင်းသူမူရာ၆ပြည့်စင်ရင်တွေကပင်ညင်နေလေရင်သူလျင်ချစ်ပန်းပင်ခင်မင်းသူမူရာ၆ပြည့်စင်ရင်တွေကပင်ညင်နေလေရင်သူလျင်ချစ်ပန်းပင်မုန်းနဲ့ပြိုတဲ့လမ်းဆိုယူငင်လူလေးမင်္ဂလာပါရှင်ခုမြင်တွေ့နေရတာကတော့ဒီဇိုင်နာမြင့်မြတ်နိုင်ရဲ့အမြတ်တလုံးဖက်ရှင်ဒီဇိုင်းလေးများဖြစ်ပါတယ်မင်းညီမလေးတွေရဲ့စံကူတာလှကိုလည်းပေါ်လွင်အောင်မင်းညီမလေးတွေရဲ့ယူသားပြင်ဆင်တဲ့ကဘာဝအလှလေးများကိုလည်းထင်ဟပ်စေအောင်အလိုက်ဖက်ဆုံးဒီဇိုင်းများကိုမယိုးရလေအောင်ပကြီးဒီဇိုင်းလေးများနဲ့ကြောက်ရောင်စုံပရိစိတ်စိန်ကြောင်လေးများနဲ့လက်မှုပညာဖြင့်စင်ရင်ချဲ့သပေးထားပါတယ်။မိမာလေးများရဲ့စံဂီတာနာနဲ့လိုက်ဖက်ကြီးစွာဒီဇိုင်းတစ်ခုနဲ့တစ်ခုမထပ်ရလေအောင်ပကြီးဒီဇိုင်းလေးများကိုလည်း handmade ဖြင့်လှပတည်တဲ့စွာဖန်တီးပေးထားပါတယ်ရှင်။Shane, where I've been in the lilian,
ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်ညီမငယ်30ဖြစ်ပါတယ်။စံကေတာလှကိုပြသခြင်းဖြစ်ပါတယ်ရှင်။ခုမြင်တွေ့ရတဲ့ညီမငယ်လေးဤခိုင်ရတော့စံကေတာလှမယ်30ထဲမှာမှစံကေတာအရှိဆုံးပိုင်ရှင်ညီမငယ်လေးဖြစ်ပါတယ်ရှင်။ဖွဲ့ဝင်30ဦးကိုစနစ်ထက်သို့ထပ်မံဖိတ်ခေါ်ပါရရှင်စံဂီတာလှမယ်လေးများအတွက်ဒီဇိုင်နာမြင့်မြတ်နိုင်ကရိုးရိုးရင်ရင်လေးနဲ့လှပေါ်ရင်စင်စံဂီတာလှကိုကြံမိုးချချိန်သိမ်းထားတဲ့လူညီမလေးများကိုလှတစ်ထက်လှအောင်ကောင်းဆုံးစင်ရင်မုံချေပြသပေးထားပါတယ်။ဒီဇိုင်နာမြင့်မြတ်နိုင်အမြတ်တနုဖက်ရှင်ရဲ့ရင်းရင်ချီချီမိမြမဖက်ရှင်စမ်းလေးများကိုလက်မှုပညာစွမ်းနဲ့ပြသထားခြင်းဖြစ်ပါတယ်။မငယ်လေးများရဲ့လှပတဲ့အင်ဂျင်ရှိတဲ့ခြေလမ်းလေးများအတွက်လီလီအမတ်တစိတ်ဖက်နှက်များနဲ့စင်ပြန်တင်ဆက်ထားပါတယ်။ဒေဂီခင်ရနာငွေဆိုင်မှလည်းရနာဝတ်စုံများကိုစင်ပြန်ထားပါတယ်ရှင်။ဟိုအရင်ဒူရိယာလူရဲ့အရွယ်အားဖြင့်တော့ငယ်ကပင်ဖြူတော်ကြီးမို့ရှူတိုင်းရင်အဲ့ဒီတော့ငါပေါ်ဗျာသူကလေးနဲ့တွေ့ကြရာတွင်မမိတာပင်ကျွန်တော်စိတ်ထဲတွင်နေတိုင်းပင်ချိုမျက်နှာလေးငယ်မပြုံးပဲနဲ့ရဲသွမ်းသွေးမှုတွင်ပြင်းယူပါမဲပမာဆိုရင်အဲ့ဒီသူကလေးခုလဲတွေ့မမြင်မျောလျက်သာပင်ဒူရိယာလူလေးစကားတခွန်းတော့မမီသလိုပင်သူတခါတလေပြောဘူးတဲ့မြို့မရဲ့အတီးနာထောင်ခြင်းခွဲနွဲလို့တီးတန်ကြရင်စီကြိုလက်ညိုနွဲချိုပြုံးရွှင်စကားတခွ